ဝါနတိလိကလိစ္ဆာဥဒ္ဒပသယနောသတ္ထာရောဓမ္မဝတ္တံတိအာယုဝနောဒုက္ခမောအတ္တတိလာစသည်ဒီမှာပုဂ္ဂိုလ်များကိုညှို့ချွားယူကျိုးလက်စမိုး၍ရှ िख ိုးရသည်ပြုပါလေကတက်ရှိစင်းလာချမ်းသာရတဲ့ဗလာခွန်အားဆွမ်းမကားလေးသင်ကြားပညာပြည့်စုံပါ၏ဆိုတဲ့အတိုင်းဇဂုကသရုသားမောင်စင်မောင်နဲ့သရုသမီးမတ်မြသီရိကျော်တို့သည်အသက်အားဖြင့်ဂုဏ်အားဖြင့်ကြီးကုန်ချီးကုန်သောကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာသုံးပါးသောမေတ္တာဖြင့်ကြွားရောက်ချီးမြှင့်ကြကုန်သောမင်းပရိသတ်အပေါင်းအားယူသည်ကာလဝပြုပြီးကြသည်ဟုမင်္ဂလာနေရာများတွင်အသေးချာထိုင်ရန်ဖြင့်ခါလဲတူ၏အချိန်လဲတင့်ပါခတံကိုစိတ်နှပြလုံးအိဆာဖြင့်ချမ်းသာကြောင်းပြုကောင်းအထုကိုပြုနိုင်ရန်အခါမနေပဲသာတင့်ဝဲအချိန်ဆိုင်တောင်းမြတ်သောအိဋ္ဌကိုင်းနက္ခတ်နဲ့ရှင်သည်သူမင်္ဂလာခန္ဓမာဒနာမိယတောင်မှုပေါက်ရောက်ထူသာစံတကူနှစ်စီဝိအချီတအေးဒီကလလွန်ချမ်းမြ၏ကုသလာဘကုံလုံးငါတပ်ပမင်္ဂလာမြို့ပေါင်းနေရန်သည်ဘဝတုကြောင်းကျိုးညာမင်္ဂလာအစစ်တကယ်ပင်ဖြစ်ပါစေသည်မင်္ဂလာဆိုတာကြီးဝါချမ်းသာခြင်းကိုဆိုပါလေဒီချိန်အစပြီးသတို့သားမောင်စင်မော်နဲ့သတို့သမီးမတ်မြတီတီကျော်တို့သည်တစ်လူကြီးဂုံအင်္ဂါအစဉ်တန်းကိုကြီးမြင့်ရောက်ရှိခြင်းနှစ်နှစ်ဖက်ဆွေမျိုးတို့ပေါင်းစုနေသဖြင့်ဆွေမျိုးအုပ်စုအနေထားအားဖြင့်လည်းများပြားတိုးတက်ခြင်းသို့ရောက်ရှိခြင်းသုံးဒရဏရွှေငွေဆိုင်စပါးကြောက်တံပရမညာအစာသာသောလူသုံးပစ္စည်းအသီးသီးတို့သည်လည်းနှစ်ဖက်နှစ်ဝပေါင်းစုမိသောကြောင့်ပစ္စည်းဥစ္စာအနေထားအားဖြင့်လည်းများပြားတိုးတက်ခြင်းသို့ရောက်ရှိလာခြင်းဒီလိုကြီးဝါတိုးတက်ခြင်းသုံးမျိုးနဲ့တကွဒါနမင်္ဂလာဂါရဝမင်္ဂလာအစရှိသောမင်္ဂလာအများတိုးတက်ရရှိခြင်းအဲ့လိုမင်္ဂလာတွေများစွာရလာအောင်မိဘများကပြုလုပ်ဆောင်ရင်းပေးအပ်ခြင်းကိုမင်္ဂလာဆောင်တယ်လို့ခေါ်ပါတယ်ခုပြုလုပ်ခြင်းပါတဲ့မင်္ဂလာကတော့လောကီမင်္ဂလာ12ခန်းတို့တွင်ပုဒ္ဒဒိတာသာတလျာနဲ့ကညာသမီးရှုမကြီးရင်သီးချိန်မြောက်အရွယ်ရောက်ကနိုင်ထောင်ချစ်စာအခါမလီလို့အဆိုဖြစ်ရှိပြီးတိုင်းမိဘနှစ်ပါးတို့ကထင်များလက်ထပ်ပြီးတဲ့အာဝါဟဝိဝါဟမင်္ဂလာပဲဖြစ်ပါတယ်ဒီမင်္ဂလာဝဲဒီမှာထူးထူးခြားခြားမင်္ဂလာတစ်ပါးလေးဖြင့်ဂုဏ်သိရှိလာသောမိဘများဖြစ်တဲ့တိရိပြန်ချီဝင်းကြီးငိမ့်ဥကိုလေးနဲ့ဇနီးတော်ဒေါ်ခင်ခင်တို့ကမေတ္တာရှိထား၍ထိမ်းများလက်ထပ်ပေးခြင်းဆုရည်ပတ်ခြင်းမင်္ဂလာကိုဆောင်ရွက်ပေးမှဖြစ်တဲ့အတွက်ဂုဏ်သိရှိဇနီးမောင်နှံဖြစ်သောတိရိပြန်ချီဝင်းကြီးငိမ့်ဥကိုလေးနဲ့ဇနီးတော်ဒေါ်ခင်ခင်တို့အားမေတ္တာကရုဏာဖြင့်သတို့သားမောင်စင်မောင်နဲ့သတို့သမီးမတ်မြသီရိကျော်တို့အားဇနီးမောင်နှံဖြစ်စေရန်မင်္ဂလာပေါင်းပြည့်စုံစေရန်ဆောင်ရင်းပေးနိုင်မှုအတွက်စင်မြင့်မော်သို့ကြွရောက်ဖို့လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာဥစွာပထမစေရနာသုံးပါးမိဘဆရာသမားနဲ့လောကနာများအမှုထားယူကြွရောက်ချီးမြှင့်ကြကုန်သောပရိသတ်တို့အားလေးစားကြတော်ဖြင့်ရှ िख ိုးကြောကြမယ်ကြောကန်းစီစဉ်ဖြစ်ပါတယ်ဒါကြောင့်မင်္ဂလာမှုစူးစီးနာယကဖြင့်ဆောင်ရွက်ပေးပါသောတိရိပြန်ချီဝင်းကြီးငိမ့်ဥကုကူလေးနဲ့ဇနီးတော်တော်ခင်ခင်တို့အားပြီးတော့ပန်းစည်းလေးများကိုသလူသားတို့သမီးလက်တို့ကမ်းလှမ်းချီးမြှင့်ပေးပါ
ခုကယနာသုံးပါးအားရှိခိုးကြောကြရအောင်ဘုရားမောင်စင်မောင်နဲ့သတို့သမီးမမြတီကြီးတို့ကပထမဆုံးကမ်းလှမ်းပြီးတဲ့ဗန်စီလေးများကိုကိုင်းပြီးတော့လက်ဝီများချီပြီးတော့နေကြပါမောင်တို့မေတို့ရဲ့ကိုစားဆရာဆိုပေးမယ်ဆရာဆိုပေးတဲ့အတိုင်းလေမောင်တို့မေတို့ရဲ့စိတ်တန်တန်ဉာဏ်အမြင်ထင်းနေအောင်ရိုးရိုးသေးသေးဖြင့်တတိထားပြီးတော့နေကြပါယခုကတစ္ဆာဝတ်ကိုပွင့်လုံးချုပ်၍တင်းထုံမင်္ဂလာယနတ်ဖြာသောမေတ္တာကြိုင်လန်းခိုင်လုံးပန်းကိုဆင်မြန်းပါစင်နေကြသည့်သရိုးသားမောင်စင်မောင်နဲ့သရိုးသမီးမတ်မြတီတီကျော်တို့ကလောကတွင်မင်္ဂလာရှိဆုံးဖြစ်တော်မူသောတပည့်ဘုရားသခင်ရဲ့ဟောကြားတော်မူအပ်သောတရားအစဉ်ကိုထိုတရားအစဉ်အဆုံးမှမလွန်ရအောင်ညွှန်ပြတိုင်းသာကျင့်ကြံလာသည့်အာစရိယနယ်ဝေထေရှင်တို့နဲ့တကွာမျက်မြင်ကုနေတရားအမှုဆက်ဝေတောက်လျှောက်မကွယ်ပြောက်စောင့်ရှောက်တော်မူနေကြသည့်သမှုရိနယ်ဝေထေရှင်တန်ဃာတော်များအပေါင်းတို့ကဤမေဤပုပ္ပေဤတဆင်လန်ဆာဤအောင်တည်းပန်းတို့ဖြင့်ဝနာမမင်္ဂလာဥဒရာမျိုးရဲ့ကြည်နူးယူကြိုလက်စုံ၍ရှစ်ခိုးကြောလိုက်ပါကုန်၏အရှင်ဘုရားမြင့်မို့တောင်းမကကျူအောင်ကျေးဇူးကြီးမားသောတစ်ဖက်သောမိဘများနှင့်တစ်ခုတိုင်းဆိုဆုံးမှနေကြသောဆရာသမားအပေါင်းတို့အားဤမင်္ဂလာဌာနမှာဒုတိယကံလန်းကုန်သောမင်္ဂလာပန်းတို့ဖြင့်ရွှင်လန်းကြည်သာရှိခိုးကြောကြမှာဖြစ်ပါလေ။မာတာပြည်သူနဲ့ကဘာဒီယိုတို့ပြောကြရမူ၏ဘောက်တို့ကိုတောက်ခါငင်းငါရေတွက်ပါကတင်ချပေမြပေါ်မပြနိုင်တဲ့ကဲ့သို့သက်ဆောင်မကုန်ကျေးဇူးကုန်တို့ဖြင့်ပြည့်စုံတော်မူကြသည့်မိခင်ဖခင်ကျေးဇူးရှင်တို့အား၎င်းအာစိယမင်္ဂလာပြိတ္တာနဲ့ငယ်စဉ်တောင်ကြီးတစ်နေ့မှဒီနေ့ကြောင့်ဆုံးမပြည့်ပြည့်သုံးသင်ပြီးတောက်ဆရာများအပေါင်းတို့ကို၎င်းဤမေဤပုပ္ပေတတ်စဉ်နတ်ဆန်ဤအောင်တည်းပန်းတို့ဖြင့်ဝိန္ဒာမမင်္ဂလာဥဒရာမျိုးရဲ့ကြည်နူးယူကြိုလက်စုံမွေး၍ရှစ်ခိုးကြောလိုက်ပါကုန်၏ဘုရား
အနန္တကုနောအနန္တစီနောဘုဒ္ဓဘဝတုံမာကံပါဠိတုတခုကအနန္တ၅ပါးဥဒိဋ္ဌာတိမေတ္တာဖွဲ့လောင်မဲနဲ့အမောင်ကိုထိမ်းများမင်္ဂလာဆောင်တဲ့အချိန်ကြီးရောက်ပါပြီထိမ်းများလက်ထပ်ခြင်းဆံမျိုးရှိသည့်နဲ့ဩဒါပတ္တိနည်းဖြင့်လက်ထပ်မှာဖြစ်ပါတယ်တခုသောမင်္ဂလာရေစင်ဝေဖလားမှာသတို့သားမောင်စင်မော်နဲ့သတို့သမီးမမြတီကျော်တို့ရဲ့လက်ဆောင်ထားပြီးစုလျာရစ်ပတ်ဒီတို့ထိမ်းများလက်ထပ်ခြင်းနဲ့ဖြစ်ပါတယ်ဒါကြောင့်မင်္ဂလာမှုဦးစီးနာယကဖြစ်သောတိတိပြန်ချီဝင်းကြီးငိမ့်ဥကိုလေးနဲ့ဇနီးတော်ဒေါခင်ခင်တို့ကဆောင်ရွက်ပြီးမှဖြစ်ပါတယ်။တို့သားမောင်စင်မောရဲ့ညာလက်ကိုကိုင်းပြီးတော့လက်ခံတဲ့အနေဖြင့်မင်္ဂလာရည်စင်ကွက်ဝေဝလာထဲမှာပက်လက်ထားပြီးရည်လက်ထီအောင်ကိုင်းထားပေးပါခင်ဗျာ။မင်္ဂလာဦးစီးဇနီးတော်ဒေါခင်ခင်မတို့သမီးမမြတီတီကျော်ရဲ့ဘယ်လက်ကိုကိုင်းပြီးနှင်းအပ်တဲ့အနေဖြင့်တို့သားရဲ့ညာလက်ပေါ်မှာပေါက်ရထားပေးပါခင်ဗျာ။ဩဘိနာဧကိတ္တဒက္ခိဏဟတ္တိဩတာရိတဝံဣဒံဥဒကံဝိရတတ္ထအပိစ္ဆာဟောထဩဘိနာအကျဉ်တို့သားမောင်စင်မော်နှင့်အကျဉ်တို့သမီးမမြတိတိကျော်တို့၏ဒက္ခိဏဟတ္တိပျော်ပြောင်းပင်ရှက်တို့သား၏လက်ရလက်တို့ကိုဧကိတ္တအေးမြကြည်နှင့်တတ်ဆင်သောမင်္ဂလာရေစင်ကွက်ထက်၌ဩတာရိတဝံတက်ရောက်စီပြီးလျင်ဣဒံဥဒကံဝိရဒုဒ္ဓနဲ့တို့ဖြင့်ခွဲဖြက်ခြားနာတော်သည်မပြတ်ပြားပဲတသားတည်းရှိကြသည်အေးမြကြည်တဲ့တန့်စင်ကြီးရေစင်ကဲ့သို့တုံမီသစ္စာမြတ်ပါခိုင်လုံးလန်းကိုဆင်မြန်းရှင်ပြုံးတို့သားတို့သမီးနှစ်ဦးစလုံးတို့သည်အပိစ္ဆာမကွဲမပြားအေးမြကြည်နေသောရေစင်အလားကဲ့သို့ဖျားသွားကြောက်တဲ့လိုက်ခဲ့ညီသွားချစ်တနာကြောင့်မေတ္တာစင်ကဲ့တူလည်းတွဲပြီးမြဲမြံပြီးတော့အိုအောင်မင်းအောင်ပေါင်းညပါစေတော့အမရဟရိယရီစရိမုခပင်ညာတလေးပြီးတဲ့ကဟရိယရီဘာယင်လုံးမိုင်းလုံးပြကြလူနာကြလူဗေရာဇနာဇဟာရှုရာကြခကြကနာတေနာမုနိကိုသမရဟရိယရီကျုံပန်းဒုမေတရားမင်္ဂလံမင်္ဂလာရှိသောဇနီးမောင်နှံအဖြစ်လက်ဆက်ထင်များခြင်းစီများကြီးပတ်ခြင်းမင်္ဂလာတို့ကိုပြုစုဆောင်ရွက်ပေးပါသောတိတိပြန်ချီမင်းကြီးဥပ္ပိုလ်နဲ့ဇနီးတော်တို့ပြင်တို့အားသူတို့နှစ်ဦးကိုယ်သာနိုင်လဲစွာဆင်ပြဲဆင်ပြဲကျေးဇူးတင်ရှိပါကြောင်းပြောကြားအပ်ပါတယ်ခင်ဗျာကြာမီဆက်လက်ဆောင်ရွက်မယ့်မင်္ဂလာအခမ်းအနားစီစဉ်အတွက်ရွှေရင်သိန်းတဲ့ကျွေးမှုနဲ့ချစ်ဆောင်တဲ့သမီးကညာကမင်္ဂလာပန်းကိုမင်္ဂလာလက်စွပ်တို့ကိုဆောင်ရင်းဆက်တာပြီးနေရင်မင်္ဂလာဆင်မြင့်တို့အစဉ်သည့်နေရာရွာမှာဖြစ်ပါတယ်ဒီတာရှိထားပြီးတော့သာသမီများပေါ်မှာအခုလိုချင်းမြင်ပြီးတဲ့
ဂုဏ်သိရှိပြီးပါနဘာကိုကျေးဇူးထူးတင်ရှိပါကြောင်းဆွေမျိုးပြန်လကာနဲ့မင်္ဂလာပရိသတ်ပေါင်းရှိမှာထပ်မံပြောကြားလိုပါတယ်ဆက်လက်ပြီးတော့မင်္ဂလာပန်းကိုမင်္ဂလာလက်စသည့်အားဖြင့်ချီးမြှင့်မှာဖြစ်ပါတယ်ဒီနေရာမှာအနေငယ်များဒီကပြုပြရစီကဘာရင်လို့စရတဲ့အချစ်ဆိုတာလူသားနဲ့တပါပေါ်ပေါက်လာတဲ့အရင်းမြစ်အနှစ်သာရကြီးတစ်ခုဖြစ်ပါတယ်အဲ့ဒီချစ်ကိုမေတ္တာနဲ့သစ္စာမှန်တိုင်းတူးပြီးတော့လူပြိုအပြိုချစ်သူရည်စားဘဝကနေအကျဉ်းလေးများဇနီးမောင်နှံအဖြစ်တက်လန်းကြတယ်တစ်ချိန်မှာသားရတနာသမီးရတနာတွေထွန်းကားလာပြီဆိုတဲ့အခါအကျဉ်းလေးများနှစ်ဦးသားဘဝကနေမိသားစုဆိုတဲ့ဂုဏ်လူတရက်ထပ်မံရရှိတယ်အဲ့ဒီကနေတစ်ချက်သားသမီးမြင်းနဲ့အဖိုးပွားအဖေအမေဆိုတဲ့ဆွေစဉ်မျိုးဆက်ယတနာယထာကြီးဟာနေမနာညမနာနာယီမနာစက္ကမနာတပြောပြောတပြုံပြုံဂျုံဂျုံကြက်ကြက်ဂျုံဂျုံကြက်ကြက်ဆိုပြီးတော့ခုံမောင်းရတာဒီချိန်ဒီမင်္ဂလာဒီဘဝအဆက်ဆက်ကနေတန်တာလေးကမ်းနိုင်အထိခုံမောင်းသွားကြမှာဖြစ်ပါလေဒါကြောင့်ဒီကနေ့အစတောင်းရင်အနောက်ဒေသခဲ့ပြီဖြစ်သောမောင်စင်မော်နဲ့မတ်မြတီကျော်ဆိုတဲ့တန်တာလေးကမ်းတိုင်းလမ်းပြန်ရည်စုကျင်းစာဥစနီးမောင်နှံတို့ဟာလူနာပေါင်းတို့၏ကိုစားမေတ္တာရှိစုအတိမတ်ပြီးသွားဖြင့်မင်္ဂလာပန်းကောင်းများဆင်မြန်းချီးမြှင့်ပေးပါရန်ဂုဏ်တည်ရှိဇနီးမောင်နှံဖြစ်သောမွေးသမီးခင်မွေးသဖခင်များလည်းဖြစ်သောဖခင်ဦးမြင့်မော်နှင့်မိခင်တော်ဒီစီတို့အားဤမင်္ဂလာဆင်မြင့်ဌာနသို့ကြွရောက်ပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာစုရေဘန်ဝဲတော့ရှိရှိချင်တာမှုဖြစ်မင်္ဂလာမောင်နှံတို့ကမင်္ဂလာပန်းကောင်းဆင်မြန်းချီးမြှင့်ပေးပါတော့ဖခင်ဦးမြင့်မော်နဲ့မိခင်တော်လေးစီတို့အားဆင့်အားဆင့်ကဲတိုက်ရဲဝမ်းမြောက်စွာကျေးဇူးတင်ရှိကြောင်းသားတို့သမီးရဲ့ကိုစားပြောကြပါမယ်ဆက်လက်ပြီးတော့မင်္ဂလာမောင်နှံအားမင်္ဂလာလက်စွပ်များချီးမြှင့်ပေးပါရန်ဂုဏ်တည်ရှိဇနီးမောင်နှံဖြစ်သောမွေးသမီးခင်မွေးသဖခင်လည်းဖြစ်သောဖခင်ဦးကျော်ဝင်းနဲ့မိခင်ဒေါ်မင်းမိခိုင်တို့အားချီးမြှင့်ပေးပါရန်လေးစားစွာဆင်မြင့်ပေါ်မှာဖိတ်ကြားအပ်ပါတယ်ခင်ဗျာချီချီရဲ့ချစ်